ထို့ကြောင့်ဝုဒိကိုသာယူပြီးကားစီသို့ထွက်သွားသည်အမှန်တော့ဘော့စ်သည်အသက်ရှင်နေသေးပြီးကားကိုအမိလိုက်လာနိုင်ခဲ့သည်ကားသည်စီဆိုင်တစ်ခု၌ရက်လိုက်သောအခါအန်နီကကားပေါ်မှဆင်းသွားသည်ဘော့စ်သည်ဝုဒိထံရောက်လာသည်ဝုဒိကိုတိုက်ခိုက်ပြီးကားအပြင်သို့ပစ်ချလိုက်သည်မင်းငါနဲ့ရင်ဆိုင်ကျင်လားသူတို့နှစ်ယောက်တိုက်ခိုက်နေစဉ်အန်နီနှင့်သူ့အမေပြန်လာပြီးကားကိုမောင်းထွက်သွားကြသည်ထို့ကြောင့်ဝုဒိနှင့်ဘော့စ်တို့သည်လမ်းဘေးတွင်ကြံ့ရိပ်ခဲ့ကြသည်ကျွန်တော်လမ်းပြောက်သွားပြီဝုဒိကအိမ်ကိုပြန်မသွားနိုင်တော့ဘဲလမ်းပြောင်းနေသဖြင့်အလွန်စိတ်မကောင်းဖြစ်သွားသည်ထိုအချိန်တွင်ထရက်ကားကြီးတစ်စီးရောက်လာသဖြင့်ဝုဒိနှင့်ဘော့စ်တို့ကတင်းဤအောက်တွင်ဝင်ပုန်းကြသည်ဝုဒိကသူတို့ကိုကားထဲကထွက်သွားစေခဲ့တာဒုစကြောင့်ဟုအပြစ်တင်သည်ဒုစကဒေါသထွက်ပြီးသူ့ကြောင့်ငကားငွေလန်းတစ်ခုလုံးအန်နီရဲ့ကြောက်ရောက်နေကြောင်းပြောသည်အကြောင်းမှာကဘာကြီးကိုဖျက်ဆီးနိုင်သည့်အန်နီရဲ့ရှိသောလက်နက်တစ်ခုကိုကင်ဆောင်ထားသူတဦးကိုသူမတားဆီးနိုင်မှာကအားလုံးပျက်စီးသွားနိုင်သောကြောင့်ဖြစ်သည်ဝုဒိကဒေါသထွက်ကဘရုစ်ကိုမင်းကအာကာသစစ်တီတော်မဟုတ်ဘူးကစားစရာရုပ်ပဲဟုပြောလိုက်သည်ဘရုစ်ကသူ့စကားကိုဂရုမစိုက်ပဲလှည့်ထွက်သွားသည်ဟုတ်လားဒါဆိုလဲကောင်းတာပဲမင်းလိုယူကြောင်ကြောင်ကောင်းမရှိတော့တာပိုကောင်းတယ်အမှတ်မတင်ဝုဒိကအန်နီသွားနေသည့်ပီဇာဆိုင်တစ်ဆိုင်သို့ဦးတီမောင်းနေသောကားတစ်စီးကိုတွေ့လိုက်သည်ထို့ကြောင့်ဘွတ်စီပြန်သွားပြီးသူတို့ကိုအာကာသအေဂျင်စီသို့ခေါ်ဆောင်သွားမည့်အာကာသယာဉ်တစ်စီးကိုတွေ့ထားကြောင်းပြောသည်ကျွန်တော်အာကာသယာဉ်တစ်စီးတွေ့ထားပြီလူစကယုံကြည်သွားသည်ထို့နောက်သူတို့နှစ်ယောက်သည်ပီဇာဆိုင်သို့သွားမည့်ကားပေါ်တက်လိုက်ကြသည်အစားအစာများအောက်တွင်ပုံးကွယ်ကဆိုင်ထဲသို့အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်ဒိုးစကသူရောက်နေသောနေရာကိုအာကာသစခန်းတစ်ခုဟုထင်ပြီးအလွန်အံ့ဩနေတော့လဲအမှန်တကယ်တော့ဂိမ်းဆက်များထားသည့်အခဲဆိုင်တစ်ဆိုင်သာဖြစ်နေသည်